SCB ဘဏ်ပုံမှာကာစီကွန် K Plus နဲ့ဘဏ်ကတ်30ရာမလို့ပဲပတ်စံထုတ်တဲ့နေပြသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ K Plus ထဲကိုဝင်သွားလိုက်ပါမယ်ဗျ K Plus ထဲဝင်သွားပြီးလို့ရှိရင်တော့ပုံမှန်ပတ်စံထုတ်တဲ့နေရာလေးပဲကျွန်တော်နှိပ်ပါမယ်နော်ဒီနေရာမှာကျွန်တော်တို့ရဲ့ဒီ K Plus ရဲ့ password number 6လုံးကိုရိုက်ထည့်ပေးပါဗျာနော်အဲ့လိုရိုက်ထည့်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာကိုဘယ်လောက်ထုတ်မှလဲဆိုတာကိုရွေးလို့ရပါတယ်ကျွန်တော်တို့အများကြီးမထုတ်ပါဘူး200ပဲစမ်းပြီးထုတ်ပြမှာဖြစ်ပါတယ်ဗျအဲ့လိုနှိပ်ပြီးတော့ねဒီမှာအောက်မှာ confirm မှတ်ချက်ခလုတ်လေးကိုနှိပ်ပေးပါအဲ့ဒါပြီးတော့ကျွန်တော်ဒီမှာ second လို့ရပြီဆိုတဲ့နေရာအနေထားလေးရောက်ပြီဆိုရင်တော့ဆက်ကိုသွားမယ်เนาะဒီနေရာမှာကျွန်တော်အခုလက်ညှိုးထိုးတဲ့နေရာလေးကိုပဲနှိပ်မယ်အဲ့ဒါပြီးတော့ဒီဘက်တောက်ရဲ့အပေါ်ဆုံးတန်းကိုနှိပ်မယ်เนาะတခြားတော့ဘန်တွေအများကြီးရှိနေအောင်နှိပ်မယ်အဲ့လိုနှိပ်ရတယ်ဒီမှာကာစီကွန်ပေါ်လာပြီเนาะကျွန်တော်ကာစီကွန်နေရာကိုပဲနှိပ်မယ်ကာစီကွန်ဘန်နဲ့ထုတ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာသူက second နဲ့ဟာလေးပေါ်လာပြီဖြစ်ပါတယ်ဒီကကျွန်တော်ဒီမှာ second ပေါ်လာပြီဆိုရင်ဖုန်းနဲ့ပဲ second လိုက်ပါမယ်เนาะအဲ့လို second လို့ရှိရင်တော့ဒီမှာသူကဘန်အမျိုးအစားမတူတာဖြစ်တော့30ဖြတ်တယ်เนาะကျွန်တော်ထုတ်မယ်ဆိုတော့မှန်ချက်လေးပဲနှိပ်လိုက်ပါပြီเนาะပြီးတော့ okay ကိုပဲထပ်ပြီးတော့နှိပ်ပေးပါအဲ့ဒါနှိပ်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်ဘန်မှာဆိုရင်တော့ဒီမှာကျွန်တော်တို့အခုကျွန်တော်ပြတဲ့နေရာလေးကိုပဲနှိပ်မယ်เนาะ okay ဒီနေရာလေးကိုနှိပ်လိုက်ပါမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပတ်စံထွက်လာဖို့တော့ခဏလေးစောက်ပေးပါပတ်စံထွက်လာနေပါပြီเนาะအားလုံးပဲတည်တည်ချာလေးလိုက်ပြီးတော့ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်အိမ်မှာပေါ့နော်ဘန်ကတ်လေးမိလာတာပဲဖြစ်ဖြစ်တော့ဘန်ကတ်30ရာမလို့ပဲနဲ့ဖုန်းကနေပြီးတော့ဒီ SCB ဘန်ဘုံမှာလည်းတော့ K Plus နဲ့ပတ်စံလွယ်တကူဖုန်းနဲ့ထုတ်လို့ရတာဖြစ်ပါတယ်အခုချိန်မှာတော့ဘန်ဖွေးချင်တယ်ဆိုရင်တော့ကလုံတိုင်းဘန်ကတ်လောက်တော့ဖွေးရတာလွယ်ကူ